ရွှေတွေဝေပြာနေပြီမောတတ်တဲ့ဖုံးလွှမ်းနေတဲ့ရှေးအောင်တိုင်းပြည်ကြီးတစ်ခုအဲ့ဒီမှာမစင်မချင်းပြောလိုက်တဲ့စကားတစ်ခုကြောင့်ကြောက်မဲ့ဖွယ်ကောင်းတဲ့မော်ဆိုးတစ်ခုနိုးခါလာခဲ့ပါတယ်အဲ့ဒါကတော့ Rumpel Stiltskin ပါပဲဟိုးရှေးတုန်းကတိုင်းပြည်တွေမှာရွှေငွေတွေဝေပြာနေပြီတော့အောက်ထဲမှာလည်းမော်တတ်တွေရှိနေတဲ့အချိန်ပေါ့စီကားတဲ့မြို့လေးတစ်မြို့ရဲ့အစွန်မှာစန်းစပ်ပိုင်ရှင်တယောက်ရှိတယ်သူ့ရဲ့ဆက်ကဟောင်းနေပြီမြေရည်စည်းကြောင်အတိုင်းလေပတ်နေတဲ့တစ်သားလေးကြီးကတကြီးကြီးနဲ့အတန်မြည်နေတတ်တာပေါ့ရွာသားတွေအတွက်ကောက်နှံတွေကိုမနာမနဲ့ချိတ်ဖိနေရပြီမဲ့သူကတော့ဇင်းရဲတုံးပါပဲဒါပေမဲ့သူမှသူရှာသမျှပိတ်ဆန်နဲ့အားလုံးတဲ့ပိုတန်ကိုထားရတဲ့ယရနာတစ်ခုရှိခဲ့တယ်အဲ့ဒါကတော့အင်မတန်လှပကြော်ရှင်းတဲ့သမီးလေးတယောက်ပေါ့အဖေမနဲ့စာအစင်သိပြီနော်မနဲ့အစောကြီးကတည်းကအလုပ်လုပ်နေတာမဟုတ်လားသူကသူ့သမီးကိုအရင်ချစ်တာပဲဒါပေမဲ့ကတိပါနဲ့ရွှေတွေအပြည့်ပါတဲ့ယထာလုံးတွေနဲ့ဖြတ်သွားတတ်တဲ့တသေးတွေကိုတော့သူအမြဲတမ်းအားချနေမိတယ်သူရဲ့တာမန်မျိုးရိုးအမိကိုနန်းတွင်သူနန်းတွင်သားတွေလို့အစိမ့်မြင့်သွားအောင်သူအမြဲတမ်းအိမ်မက်မက်လေးရှိတယ်ဈေးနေ့တနေ့မှာတော့နန်းတွေတဲ့ကိုဂျုံမုံအိတ်တွေသွားပုံရင်းနဲ့နန်းတွင်သားတွေကဘရင်ကြီးရဲ့မကုံနိုင်မခန့်နိုင်တဲ့စီးစိမ်မဲ့မော်မှုအကြောင်းကိုပြောနေတာကိုကြားလိုက်ပါတယ်ဘရင်ကြီးရဲ့ရွှေအပေါ်မှာရှိတဲ့အချစ်ကတော့အတိုင်းအဆမရှိပါပဲလားဘရင်ကြီးရဲ့ရတနာတော်ကြီးကိုစဉ်းစားတာကြည့်ပါတော့စကားကဘရင်ကြီးစီရောက်တော့ဘရင်ကြီးကစံဆက်ပန်ရှင်ကိုချက်ချင်းခေါ်ခိုင်းလိုက်ပါတယ်အရှင်မင်းကြီးစံဆက်ပန်ရှင်ကသူ့သမီးဟာကောက်ရော်တွေကိုရွှေဖြစ်အောင်လုံလိုက်တယ်လို့ဆိုပါတယ်ဖေ။စံဆက်ပန်ရှင်ဘရင်ကြီးကမင်းအတွက်အမိန့်တော်ရှိတယ်။မင်းရဲ့အန်အိုးစရာသမီးလေးကိုဒီညနန်းတော်ကိုခေါ်လာဟဲ့။စံဆက်ပန်ရှင်ရဲ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ်။သူ့စကားတွေကအလားအပေါ်တွေမာနကြောင့်ပြောလိုက်တဲ့အလိမ်ညာတွေပဲသူသိနေကြတာပေါ့။ဒါပေမဲ့ဘရင်ကြီးရဲ့အမိန့်တော်ရှာမှာကိုကြောက်တဲ့စိတ်ကရှက်တဲ့စိတ်ထက်ပိုကြီးသွားတာပေါ့။အဖေဘရင်ကြီးကသမီးကိုဘာလို့ခေါ်တာလဲ။ငွေဝင်လမ်းပွင့်လို့မှာပါသမီးရဲ့တခြားမဟုတ်ပါဘူး။အဲ့ဒီညနေမှာတော့သူကဘာမှမသိသေးတဲ့သမီးဖြစ်သူကိုနန်းတော်သတင်းဒဲခေါ်သွားပြီးသူတို့တာဖာနေအောင်လုံးကိုကယ်တင်ဖို့အတွက်အံ့ဩစရာတစ်ခုခုဖြစ်လာပါစေလို့ဆုတောင်းနေမိတယ်။ဘရင်ကြီးကသမီးကိုသူတခါမှမနေဘူးတဲ့အခန်းတစ်ခန်းတည်းကိုခေါ်သွားတယ်။အခန်းကအကျဲကြီးပဲပြီးတော့အေးစိမ်နေပါတယ်။နေရာမှာလည်းတိုက်ပွဲအောင်မြင်မှုတွေနဲ့ရတနာတွေကိုတရုပ်ဖော်ထားတဲ့ပန်းကြီးကကြီးတွေချိတ်ထားပါတယ်။အခန်းအလယ်မှာတော့ချီညင်ဆက်အကျဲကြီးတစ်ခုရှိပြီးဘေးမှာတော့မျက်နှာချအကြည့်မြင့်နေတဲ့ကောက်ရုံးပုံကြီးရှိနေတယ်။နေရန်ကမီးတိုင်းတွေရဲ့အည်တွေကလောင်တုံလုံနေတဲ့မိန်းကလေးကိုလောင်ပြောင်နေလို့ပါပဲဘရင်ကြီးရဲ့မျက်လုံးတွေကအယောင်တောက်နေပြီးကောက်ရောဘုံကြီးကိုညွန်ပြပြီးပြောလိုက်တယ်မင်းအဖေပြောသလိုပဲမင်းမအည်အချင်းရှိတယ်ဆိုရင်ဒီညဒီအခန်းထဲမှာအချိန်ကုန်ပြီးဒီကောက်ရောတွေကိုရွှေဖြစ်အောင်လုပ်ရမယ်မင်းအောင်မြင်ရင်တော့မင်းစိတ်မကူနိုင်လုပ်တဲ့ဆုလာရုံတွေကိုပေးမယ်တကယ်လို့ကြာရှုံးခဲ့ရင်တော့မင်းရဲ့အသက်နဲ့လဲရလိမ့်မယ်ပြောပြီးတာနဲ့သူကတကားကြီးကိုတောက်ခောက်ပြီးမိန်းကလေးကိုတယောက်တည်းထားခဲ့သွားတယ်မိန်းကလေးကကြောက်လန့်တကားနဲ့ဂျမ်းပြင်ပေါ်ဒူးထောက်ကျသွားတယ်သူကတာမန်သုံးဝင်ညင်လုံလာကလွတ်ဘူးတာချင်းညင်ဆက်ကိုတေးချတော့မကြိုက်ဘူး၆ကန်နေတဲ့ကောက်ရောတွေကိုရွှေဖြစ်အောင်လှုပ်ဆိုတာမပြောနဲ့တတိဆန်စာလှုပ်ဖို့ကလေးကိုဘာမှမတတ်ဘူးလေမျောလင်းချက်မဲ့စွာနဲ့ကောက်ရောပုံကြီးတွေကိုကြည့်ပြီးမျက်အေးထဲမှာမျက်ရည်တွေပြည့်လာတယ်လူရုပ်အရင်ချင်းနဲ့တော့သူ့ကိုယ်သူမကယ်တင်နိုင်တော့ဘူးနိုင်ပေါင်းများစွာကုန်သွားတယ်လာမင်းကြီးမြင့်တက်လာတယ်သူကတော့စိတ်ပြတ်အန်းနေနေတော့မယ်တနခေါင်ရန်ချင်းရောက်တော့အခန်းထဲမှာတကြီးကြီးနဲ့အတန်တကူထွက်လာတယ်သူလန့်သွားပြီးမောက်ကြည့်လိုက်တော့အရေးထဲကနေထူးဆန်းတဲ့လူပိုလီတယောက်ထွက်လာတာကိုတွေ့လိုက်တယ်။ဘသူလဲ။အိုးလှပတဲ့မိန်းကလေးဘာလို့ဒီလောက်တောင်ဝမ်းသာနေရတာလဲ။ဘရင်ကြီးကကျမကိုမနဲ့မလင်းခင်ဒီကောက်ရောတွေကိုရွှေဖြစ်အောင်လုပ်ခိုင်းနေတယ်။မဟုတ်ရင်ကျမကိုတတ်လိမ့်မယ်။မင်းအတွက်တော့မဖြစ်နိုင်ဘူး။ငါအတွက်တော့ဖြစ်နိုင်တယ်။ငါမင်းအတွက်ဒါကိုပေးရင်မင်းငါကိုဘာပြန်ပေးမလဲ။သူ့မျက်လုံးထဲမှာမျောလင်းချက်လေးပြန်ပွက်လာတယ်။ဒါပေမဲ့တစည်းတယောက်နဲ့ဂတိကဝတ်ပြူဖို့ကိုတော့သူတတိထားနေတော့မယ်။ကျမမှာဒါလေးပဲရှိပါတယ်။အေးဒါဆိုရပြီလူပိုလီရဲ့အပြုံးကပိုကျဲလာတယ်သူချီညင်ဆက်မှာထိုင်ပြီးစလုပ်တာပေါ့ကောက်ရောတွေကဆက်ထဲကိုတရှူးရှူးနဲ့ဝင်သွားပြီးဆက်လဲလိုက်တာနဲ့တလက်လက်တောက်ပါနေတဲ့စင်ကျဲတဲ့ရွှေမြိုင်ကြီးတွေထွက်လာတာမိန်းကလေးကအံ့ဩစွာနဲ့ကြည့်နေမိတယ်အယောင်မရှိကောက်ရောပုံကြီးကတောက်ပါတဲ့ရွှေခွေးတွေထစ်သွားတာပေါ့မနဲ့လင်းတော့ကောက်ရောအားလုံးရွှေထစ်သွားပြီးအခန်းထဲမှာနေရောင်ကြီးဖြာကျနေတယ်လို့ပဲစကားတစ်လုံးမှမပြောဘဲလူပိုလေးကပျော့သွားခဲ့တယ်မနက်ခင်းရဲ့ပထမဆုံးနေရောင်ကြီးပရင်းပေါက်ကိုထိလိုက်တာနဲ့ဘရင်ကြီးရောက်လာတာပေါ့မြင်လိုက်တဲ့မြင်ကွင်းကြောင့်သူ့မျက်လုံးတွေကလောဘစောနဲ့ပြူးကျဲသွားတယ်အံ့ဩစရာဒါပေမဲ့သူကမိန်းကလေးကိုလွတ်မပေးဘူးကောက်ရောတဲ့ပိုအများကြီးရှိတဲ့အခန်းကြီးတစ်ခန်းတည်းကိုထပ်ခေါ်သွားတယ်အဲ့ဒီညမှာလေမိန်းကလေးစိတ်ပြတ်အားနေနေတော့မယ်လာမင်းကြီးထွက်လာတော့လူပိုလေးပြန်ရောက်လာတယ်ဒီတစ်ခေါက်ကဘာပေးမလဲမိန်းကလေးကသူ့အမေစီကရခဲ့တဲ့လက်စွပ်ကလေးကိုတုံတုံချင်းချင်းနဲ့ပေးလိုက်ပါတယ်လူပိုလေးကတညာလုံးထက်မြင်ပေးပြန်တယ်ကောက်ရောတွေကရွှေဖြစ်သွားပြန်တယ်တတရားနေ့ညနေမှာတော့ဘရင်ကြီးကအကြီးဆုံးအခန်းထဲကိုခေါ်သွားတယ်ကောက်ရောတွေကအမုတ်အထိပြည့်နေတာပဲဒီတစ်ခေါက်သာအောင်မြင်ရင်မင်းငါရဲ့မိဘရင်ဖြစ်ရမယ်အဲ့ဒီညလူပိုလေးပေါ်လာတော့
မိန်းကလေးရဲ့ရင်ထဲမှာမကောင်းတဲ့အငွေ့အသားကိုခံစားလိုက်ရတယ်လူပိုလေးရဲ့မျက်လုံးတွေကကောက်ကျစ်တဲ့အယောင်တွေတောက်နေတယ်ကျမမပေးစရာဘာမှမချန်တော့ဘူးဒါဆိုရင်မင်းမိပြီးဖြစ်လာတဲ့အခါမင်းရဲ့အိုးအိုးဖျားဖျားရင်သွေးလေးကိုငါ့ကိုပေးမယ်လို့ကြိပေးမိန်းကလေးထိလန့်သွားတယ်မတတ်နိုင်ဘူးဖြစ်ရမှာပေါ့ကြိပေးပါလေလူပိုလေးကကျဉ်တက်သွားပြီးတတိယမြောက်ကျဉ်ထက်ကောက်ရောတွေကိုရွှေဖြစ်အောင်လုပ်ပေးတယ်မနေ့ရောက်တော့အခန်းထဲမှာမရေမတွက်နေတဲ့ရွှေတွေနဲ့ဝင်းထီနေတော့တာပေါ့ဘယင်ကြီးကသူ့ကတိအထိုက်ဆန်ဆက်ပိတ်ရှိရဲ့သမီးကိုလက်ထပ်လိုက်ပါတယ်သူကမိပြီးဖြစ်သွားပြီမဲ့ပျော်ရွှင်မှုကတော့သူ့စီကိုချက်ချင်းရောက်လာမလားဘူးဘယင်ကြီးရဲ့အချစ်ဆိုတာကရွှေတင်ကားတွေနဲ့ပဲတိုင်းတာတာကိုမိပြီးရဲ့အလှကိုနှစ်သက်ပြီးမဲ့ဘယင်ကြီးရဲ့စိတ်ကတော့ယရနာတွေ့ထဲမှာပဲရှိနေတာဒါပေမဲ့အချင်းကြာလာတော့မိပြီးရဲ့ကြောက်ရွံ့မှုတွေကလည်းညှို့ပါသွားတယ်နောက်ဆုံးမှာသူရင်သွေးလေးမွေးဖွားလာတဲ့အခါမှာတော့သူ့ရဲ့နှလုံးသားကပျော်ရွှင်မှုတွေနဲ့ပြည့်လွန်လာတယ်တနခေါင်ရံကပြုတ်ခဲ့တဲ့ဂတိကဝတ်တွေကအိမ်မက်တစ်ခုလုံးပျောက်ကွယ်လို့နေတယ်ထူးဆန်းတဲ့လူပိုလေးအကြောင်းနဲ့သူပေးခဲ့တဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့ဂတိကိုသူမသိမိတော့ဘူးတညတော့ကလေးကိုတိတ်နေတဲ့အချိန်မှာအခန်းထဲကိုအရေးတစ်ခုကျလာတယ်အခုတော့မိပြင်းကြီးငါပိုင်စင်တဲ့အရာကိုလာယူတာမဟုတ်ဘူးတိုင်းပြည်ထဲမှာရှိတဲ့ယတနာအားလုံးပေးပါမယ်ကျမကလေးကိုတော့မယူပါနဲ့ဂတိဆိုတာဂတိပဲငါရွှေကိုမမဲ့မောဘူးငါဂတိရထားတဲ့အရာကိုပဲလိုချင်တာတောင်းပန်ပါလေကောင်းပြီငါမင်းကို3ရက်အချိန်ပေးမယ်ငါရဲ့နာမည်ကိုသိအောင်လုပ်နိုင်ရင်ကလေးကိုမင်းစီမှာထားဝင်ပေးမယ်လောင်ရောက်တဲ့အမူအရာနဲ့သူအရေးထဲမှာပျော့သွားရတယ်မိပြင်းကြီးကိုတုံလုံးနေတဲ့ထားရသွားတာပေါ့အဲ့ဒီညမှာပဲသူကတမန်တွေကိုတိုင်းပြည်အညက်မှာလွတ်ပြီးထူးဆန်းတဲ့နာမည်တွေအကုန်စုံစမ်းခိုင်းတယ်မနေ့ရောက်တော့သူမှနာမည်စင်းအရွှေကြီးရနေပြီပေါ့ဒုတိယညမှာလူပိုလီပြန်လာတော့မိပြင်းကြီးကသူသိမြနာမည်တွေအကုန်ရွတ်ပြတယ်ကက်စပါလာမဲလ်ကီယိုလာဘယ်လ်တဇာလာမက်သျူးစ်လာအန်ဒရာဂေလာတခုမှမဟုတ်ဘူးဒုတိယညမှာတော့မိပြင်းကြီးကမြင်းစီသေးတွေကိုတောတောင်ပြီးဝေးလန်းနေရွာတွေအထိထက်လွတ်ခဲ့တယ်သူတို့ဟာလူတိမရှိတဲ့ရှီအောင်နာမည်တွေကိုယူဆောင်လာကြတယ်ဘေယောလာထရစ်ထရန်လာအလရစ်လာဇင်မရီယာလာအကုန်ပြောကြည့်ပြီးမြဲလူပိုလီကတော့ပျော်မျိုးပြီးကခုန်နေတော့ပဲဒီနေ့တခုမှငါ့နာမည်မဟုတ်ဘူးနောက်တညပဲကြံတော့တယ်မိပြင်းကြီးအဲ့ဒီကြရင်ကလေးကငါအပိုင်ပဲမိပြင်းကြီးမျောလင့်ချက်ကုန်တော့ဖြစ်သွားတယ်တတိယနေ့ရောက်တော့သူစိုးရိမ်တစားနဲ့ခုတ်တုံးဖြောင်ပြန်လုံနေမိတယ်ညနေဆောင်တော့တမန်တရံကခရီးပန်းလာတဲ့ပုံစံနဲ့အခန်းထဲကိုပြေးဝင်လာတယ်သူကအမောတကားနဲ့တည်င်းပေးတာပေါ့မိပြင်းကြီးကျွန်တော်ဘယ်သူမှမထွားဘူးတဲ့တောထဲကြီးတွေကိုရောက်ခဲ့တယ်အဲ့ဒီမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့ခဲ့တယ်လူပိုလေးတယောက်ကမီးပုံပေးမှာကခုံးနေပြီးတချင်းဆုံနေတာဒီနေ့ငါမုတ်ဖို့မယ်မနေ့ပြန်ငါရမကြချမ်းမယ်တပတ်ခံကြရင်ကိုမိပြင်းလေးရဲ့ကလေးကိုငါရတော့မယ်အိုးငါနာမည်က Rampel Steelskin ဆိုတာဘယ်သူမှမသိတာတော်သေးတာပေါ့ Rampel Steelskin မိပြင်းရဲ့ရင်ထဲမှာနေရောက်ကြီးဖျားကျလာတော့မျောလင့်ချက်ပြန်ပွင့်လာတယ်တမန်ကိုဂျေဇုစကားပြောပြီးအဲ့ဒီလွတ်ချွတ်လေးကိုရင်ထဲပိုက်ပြီးတနခေါင်ရံကိုစောင့်နေလိုက်တယ်တနခေါင်ရံရောက်တော့လူပိုလေးပြန်ပေါ်လာပြန်တယ်ကဲမိပြင်းကြီးငါရဲ့နာမည်ကိုသိပြီလား Conrad လားမဟုတ်ဘူး Nicholas မြလားမဟုတ်ဘူးဒါဆိုမင်းရဲ့နာမည်က Rampel Steelskin ဖြစ်ရမယ်ဒါနတ်ဆိုကမင်းကိုပြောပြတာနတ်ဆိုပြောပြတာပဲဖြစ်ရမယ်ဒေါသကြောင့်သူ့မျက်နှာကလူတောင်မတူတော့ဘူးဒေါသတကြီးအော်ဟစ်နေပြီးသူ့ရဲ့အကြည့်အနာတတွေကမီးလောင်နေလို့ပဲတချို့ကတော့သူ့လေတွေကိုခုန်တက်ပြီးပျောက်သွားခဲ့တယ်သူ့ရဲ့အော်ဟစ်တာပဲကြံနေတာတဲ့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီလူပိုလေးကိုဘယ်တော့မှထပ်မမြင်တော့ပါဘူးမိပြင်းကြီးကတော့စိတ်သက်သာရတဲ့မျက်ရည်လေးနဲ့သူ့သားလေးကိုပိုက်ထားပြီးဂျမ်းမြေပေါ်လူးထောင်ကျသွားတယ်ကြောက်မဲ့ဖွယ်ကောင်းတဲ့ဂတိကဝတ်ကလေးပြက်တရားသွားပြီးသူ့သားလေးလည်းဘေးကင်းသွားပြီလေအချိန်ကြာလာတော့ Rampel Steelskin ရဲ့ပုံပြေကတိုင်းပြည်အနက်မှာပြန့်နှံ့သွားတယ်လူတွေကမာနကြည်တဲ့ရဲ့အန်ဒီရယ်နဲ့မစင်မချင်းပေးတဲ့ဂတိကဝတ်တွေရဲ့တန်ဖိုးအကြောင်းကိုတူးတိတ်ပြောကြပါတယ်ဆန်ဆက်ပိုင်ရှင်ကတော့သူ့ရဲ့အမားတွေကြောင့်နောင်တရပြီးနတ်တော်ထဲမှာပဲနေထိုင်သွားပါတယ်သူကကြံရှိတဲ့ဘဝတစ်လက်ကိုအေးဆေးပဲနေသွားတယ်သူ့မှာမရှိတဲ့အရေးချင်းတွေကိုဘယ်တော့မှထက်မကြွားတော့ဘူးမိဖုရားကြီးကတော့တမန်ရဲ့တက်တီနဲ့နမဲတစ်ခုရဲ့စွမ်းအားကိုအမြဲတမ်းကျေးဇူးတင်ရင်သူ့သားလေးကိုပြုစုပြိုးထောင်သွားတယ်ဘာလို့လဲဆိုတော့နောက်ဆုံးမှာသူ့ကိုကယ်တင်ခဲ့တာဟာရွှေတွေတရဖူတွေမဟုတ်ပဲမျောလင့်ချက်ရဲ့အင်အားအကူအညီတောင်းရဲတဲ့အသိဉာဏ်နဲ့အပေါင်တဲကအမှန်တရားကိုရှာဖွေနိုင်မှုကြောင့်ပဲဖြစ်ပါတယ်တိုင်းပြည်ဟာလည်းရွှေတွေနဲ့ချမ်းသာကြွယ်ဝနေတော့မှာပဲဒါပေမဲ့ကြောက်ရွံ့မှုတွေကိုအောင်နိုင်ခဲ့တဲ့မိခင်တယောက်ရဲ့မေတ္တာထက်ပိုတောက်ပလေရတနာတော့မရှိတော့ပါဘူး